လန်ရလူဘဝလန်ခီတလျှောက်ပဲကတိငယ်တဲ့ဖြစ်တဲ့သဘောတွေပဲဤလူရအစိုးကောင်းများရဲ့ကြားလေစုံတွေ့စဉ်လေးများသိတူတယ်ကိုရွေးချယ်တဲ့လမ်းကိုရှောက်နေတဲ့ခရီးဘယ်သူတွေအမားနဲ့အမှန်ဘယ်လိုပင်ဝေဖန်သုံးတတ်မလဲဒီတနေ့တာအစိုးကောင်းများရဲ့အဖြစ်ညအိယာလက်ကလေးနှစ်ဖူးပေါ်တင်ပြန်တွေးကြည့်မိရဲ့လားလို့လေမထင်လောက်ခဲ့သမျှအမားလို့လေပဲ